ဒီနေ့ဆရာလေးတို့နေစုံပေါ့နော်နေစုံကိုတော့စွန်တုတ်လာဝေတဲ့ထဲကနေပြီးတော့ဆရာလေးတို့ယူပြီးတော့မှနေစုံသုံးဆောင်တာဖြစ်ပါတယ်သုံးဆောင်တဲ့နေရာမှာပေါ့နော်ဆရာလေးတို့တပားကိုတော့ဆရာလေးတို့စွန်တုတ်ကိုနှစ်ထုပ်အလှခံတယ်ပေါ့ဘာလို့ဆိုဆရာလေးတို့ကလေးတွေကတပားနှစ်ဘူးမှဝါတာဖြစ်တဲ့အတွက်ပေါ့နော်ဒီမှာဒီကလေးဆိုနှစ်ဘူးပေါ့တပားနှစ်ဘူးမှဝါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တပားကိုစွန်ဘူးနှစ်ဘူးစီအလှခံပြီးတော့စားပါတယ်တဘူးကဒီလိုမျိုးပေါ့နော်ချမောင်ကျော်နဲ့ရေပဲဆန်ကျော်နဲ့အဖေဒီလိုမျိုးအတုံးကြီးကြီးနှစ်တုံးပါတယ်ပေါ့နော်ဒါဆရာလေးတစ်တုံးစားလို့ကုန်ပါတယ်တဘူးကတော့တရက်ချင်တုံးတို့လူကြီးကျော်တို့နဲ့ပေါ့နော်သမင်းကျော်ပေါ့တဘူးကတော့ကောင်းကောင်းလေးပါပဲလာရောက်ပြီးတော့လှူဒန်းပေးကြတဲ့9ရက်သား9သမီးအလူရှင်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာလေးတို့ဒီကြားထဲမှာလာလှူတဲ့ဆန်တို့ဘာလို့လှူတဲ့ဟာကိုဆရာလေးတို့ချက်ပြီးတော့အာယုံစွမ်းဖြစ်သုံးဆောင်တယ်ပေါ့နော်ဒီနေကင်းလာလှူတဲ့အလှူကိုတော့စွန်းကြိုင်ကိုစောင့်ပြီးတော့မှအဲဒီစွန်းထုတ်ပေါ့ထမင်းထုတ်ဝေတယ်ထားပါတော့နော်အဲ့ဒါကိုစောင့်ပြီးတော့မှဆရာလေးတို့ဒါကတော့နေကင်းစာသုံးဆောင်တာဖြစ်ပါတယ်ဒါပေမဲ့အခြားသူတွေတော့တစ်ထုပ်တော့မဟုတ်ဆရာလေးတို့ကြောင့်တပားကိုနှစ်ထုပ်ကျအလှူခံပါတယ်ကလေးတွေဖြစ်တဲ့အတွက်နှစ်ထုပ်စားမှတာလျင်သူတို့ဝါတာဖြစ်လို့ပေါ့နော်တပားကိုဒါနှစ်ဘူးကြပဲပေါ့နော်ဒီဆရာလေးဆိုလဲနှစ်ဘူးဟိုဆရာလေးဆိုလဲသူကနဲ့နှစ်ဘူးဟိုဘက်မှာဆိုလဲနှစ်ဘူးပေါ့အဲ့လိုမျိုးလေးတပားနှစ်ဘူးကြအလူခန္ဓာဖြစ်ပါတယ်လူရှင်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာစွာနဲ့ဆရာလေးတို့ကဲသို့သောအင်မတန်ဆိုးရလာတဲ့ကပ်ဘရီဆိုးကြီးကိုဘယ်တော့အခါမှပေါ့နော်မတွေ့မကြုံရတဲ့ပုံကိုယ်တွေဖြစ်ကြပါစေ